ဦးဇင်းတို့10မိနစ်ခန့်လောက်တရားနှလုံးကျင့်သုံးကြပါမယ်တရားထိုင်ကြပါမယ်လိုရှင်တက်မှတ်တဲ့စိတ်တွေကင်းစင်နေတဲ့အချိန်တွေမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဘာဝနာတရားနဲ့ပူဇော်သောအဖြစ်ဓမ္မနဲ့ပူဇော်ကြပါမယ်တရားထိုင်တော့မယ်ဆိုတော့ဣရိယာပုဂ္ဂအရေးကြီးပါတယ်မှန်ကန်တဲ့ဣရိယာပုဂ္ဂိုလ်ယူပါဒကာကြီးဒကာမကြီးတို့တွေတရားအားထုတ်နေကြပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်အထူးပြောနေစရာတော့မလိုပါဘူးတင်ပလင်ခွေထိုင်တဲ့အခါမှာခြေထောက်ကိုထပ်ပြီးတော့မထားပါနဲ့ခြေကိုရှစ်ဆင့်နောက်ဆင့်ထားပါခန္ဓာကိုယ်ကိုဖြောင့်မက်စွာထားပါဖြောင့်မက်တယ်ဆိုတာကဒုတ်ချောင်းလေးထောင်ထားသလိုမျိုးမဟုတ်ရပါဘူးပုံမှန်အနေထားလေးထိုင်နေသလိုမျိုးထိုင်ရမယ်လို့ဆိုလိုတာဖြစ်ပါတယ်ခန္ဓာကိုယ်ကြီးအပေါ်ပိုင်းကိုတင်းပြီးတော့မထားပါနဲ့ပုံမှန်ထိုင်နေတဲ့အတိုင်းထိုင်ပါလက်နှစ်ဖက်ကတော့အဆင်ပြေသလိုထားလို့ရပါတယ်ထပ်ပြီးတော့ထားရှင်ရင်လည်းထားပါမထားရှင်ရင်လည်းပေါင်လေးပေါ်မှာတင်ထားလေရပါတယ်မျက်နှာကိုဟိုဘက်ဒီဘက်စောင်းပြီးမထားပါနဲ့ပုံမှန်အနေထားလေးထားပေးပါဣရိယာပုဂ္ဂိုလ်မျှတစွာပုံမှန်အနေထားထားပြီးပြီဆိုတော့အာနာပါနကမ္မထံစီးဖြန်းပွားများကြပါမယ်အာနာပါနကမ္မထံပွားများတဲ့အခါမှာနှာသီးဖြာမထွက်လေဝင်လေကိုသတိနဲ့စောင့်ကြည့်ပါထွက်လေဝင်လေဟာမတူညီပါဘူးရှူရှိတ်လိုက်တဲ့လေဟာအေးအေးလေးဖြစ်ပေမဲ့ရှူထုတ်လိုက်တဲ့လေဟာပူနွေးနွေးသဘောကိုခံစားရပါလိမ့်မယ်အဲ့ဒီမိမိရဲ့ထွက်လေဝင်လေကိုသတိနဲ့စောင့်ကြည့်ပြီးဉာဏ်နဲ့ဆင်ခြင်ပါစိတ်ကိုတင်းပြီးတော့မထားပါနဲ့နှာသီးဝါးကထိပြီးထွက်သွားတဲ့လေဝင်သွားတဲ့လေကိုသတိနဲ့စောင့်ကြည့်ပါဝင်လေလေးဝင်တိုင်းသည့်ထိရင်လေးထိတိုင်းသည့်ထိတဲ့သဘောကိုသိအောင်မှတ်ပါထိတာကိုစိတ်ကနေရွတ်ဆိုနေစရာမလိုပါဘူးစိတ်ကနေဝင်လေလေးဝင်တိုင်းသည့်ထိရင်လေးထိတိုင်းသည့်ထိတဲ့သဘောလေးကိုသတိနဲ့စောင့်ကြည့်ပါအာယုံတစ်ပါးစိတ်မသွားပါစေနဲ့ထွက်လေဝင်လေကိုသတိနဲ့ကဲပြီးစောင့်ရှောက်နေတဲ့အချိန်ညှဉ်းနှွမ်းတဲ့ကိလေသာအကုသိုလ်တရားတွေဖြစ်ခွင့်မရပါဘူးအဲ့ဒီအချိန်ဟာငြိမ်းချမ်းနေတယ်ငြိမ်းချမ်းကြောင်းတရားတွေကိုနေရာပေးထားလို့စိတ်ဟာငြိမ်းချမ်းနေတာပါတတိဝိရိယနဲ့မိမိရဲ့စိတ်ကလေးကိုထိန်းကျောင်းပါဒီစိတ်ကပဲငြိမ်းချမ်းအောင်လုပ်ပေးနိုင်တယ်လို့ဒီစိတ်ကပဲစိတ်ပူလောင်အောင်မငြိမ်းချမ်းအောင်လုပ်ပေးနေတာပါဒါကြောင့်မိမိရဲ့စိတ်ကလေးကိုတတိဝိရိယနဲ့စောင့်ကြည့်ပါစိတ်ကငြိမ်းချမ်းနေရင်ဘဝဟာငြိမ်းချမ်းနေပါလေလေကိုရှူလိုက်တော့ရုပ်ရှူရှင်တာကနာနဲ့ရုပ်ပါလားနာကနာတက်တက်ရုပ်ကရုပ်တက်တက်ပဲတတိမလွတ်ပါစေနဲ့ဉာဏ်မှာကွေးပြောင်းအောင်သုံးသပ်ပါဝင်လေကိုတတိနဲ့ရှူသွင်းထွက်လေကိုတတိနဲ့ရှူထုတ်အဲ့ဒီလိုရှူသွင်းရှူထုတ်လုပ်နေရင်နာနဲ့ရုပ်ကိုခွဲပြီးတော့ဉာဏ်မှာပို့အောင်သုံးသပ်ပါနာနဲ့ရုပ်ကိုမသိခေလို့ဒါငါရုပ်ငါနံလို့ဆွေးခေကြလို့တန်တရားကြီးမှာနစ်မွန်းခေပေါင်းမနေတော့ပါဘူးအာနာပါနထွက်လေဝင်လေရှုမှတ်နေရင်အကြောင်းအကျိုးကွေးအောင်လုပ်ပါလေကိုရှုရှင်တာအကြောင်းရှုလိုက်တာကအကျိုးအကြောင်းကြောင့်အကျိုးဖြစ်နေတာပါ
ဘသူကမှလာပြီးဖန်တီးနေတာမဟုတ်ပါလားအကြောင်းအကျိုးကိုမသိလို့တရားဝါတွေဟာလမ်းလွဲလမ်းမှားကိုရောက်ကြရတာပါအာနာပါနအလုပ်ရင်ပဲအကြောင်းအကျိုးကိုသုံးသပ်ပါခုလိုတရားမှတ်နေရင်းနဲ့ယောဂီတို့ရဲ့ခန္ဓာကိုယ်မှာဝေဒနာတွေပေါ်လာနိုင်ပါတယ်ရုပ်သဘောတရားရဲ့ဖောက်ပြန်ပြောင်းလဲမှုတွေပေါ်လာနိုင်ပါတယ်မိမိရဲ့ရုပ်ခန္ဓာကိုကြောက်တုံးတပွေသဘောထားပါဤခန္ဓာကိုယ်သည်ငါပိုင်ငါဆိုင်တာမဟုတ်ဘူးအသက်မရှိတဲ့ခန္ဓာကိုမင်းရှို့လိုက်ရင်နာကျင်မှုကိုမခံစားရတော့သလိုပဲဤရုပ်ခန္ဓာသည်ငါပိုင်တာမဟုတ်ဘူးလို့ရုပ်နံသဘောကိုခွဲခြားသိမြင်ပါနာနေတာကရုပ်သိနေတာကနာရုပ်နဲ့နာတာရှိပါလားလို့ဉာဏ်နဲ့ဆင်ခြင်ပါတတိမလွတ်ပါစေနဲ့လေကိုရှူထုတ်လိုက်ပါအောင်လို့နာကခိုင်းလိုက်တာကအကြောင်းရုပ်ကလိတ်လို့ရတာကအကျိုးနာနဲ့ရုပ်ကအကြောင်းအကျိုးဆက်ဆက်နေပါတယ်လို့အာနာပါနထွက်လေဝင်လေရှုမှတ်ရင်ဉာဏ်မှာသုံးသပ်ပေးပါဝင်လေကိုသတိနဲ့ရှုသွင်းထွက်လေကိုသတိနဲ့ရှုထုတ်ပါနာကခိုင်းတာကိုရုပ်ကလိတ်လို့နေရတာပါလားလို့ဉာဏ်နဲ့မြင်အောင်ကြည့်ပါနာနဲ့ရုပ်ကအကြောင်းနဲ့အကျိုးပါလားလို့ဉာဏ်ဖြင့်သုံးသပ်ပါကုသိုလ်လုပ်ချင်တာလေဒီနံအကုသိုလ်လုပ်ချင်တာလေဒီနံဒါငါရုပ်ငါနံလူတွေငါ့ကိုပြောတာပဲငါ့ကိုစော်ကားတာပဲလို့မရှုမှတ်ပါနဲ့ငါဆိုတာမရှိပါဘူးရုပ်ကရုပ်သက်သက်နာကနာသက်သက်ပါအခုယောဂီများတတိပဋ္ဌာန်ပွားများနေကြတာဖြစ်ပါတယ်တတိရှိလာရင်ကုသိုလ်နဲ့အကုသိုလ်ကိုခွေးမြင်လာပါမယ်စိတ်ကိုတင်းပြီးမထားပါနဲ့ဖြေလျှော့ထားပါစိတ်ရှိရှိဇွေးရှိရှိလုပ်ပါဒီအလုပ်ကတီးခံရတဲ့အလုပ်ပါတရားထိုင်ရင်နာကျင်မှုတွေဖြစ်ပေါ်လာမယ်အဲ့ဒီနာကျင်မှုတွေရဲ့အပေါ်တီးခံပါယောဂီများတရားထိုင်နေဆိုတာစိတ်ကိုအောင်နိုင်အောင်ကြိုးစားနေကြတာဖြစ်ပါတယ်ရှုမှတ်နေရင်ခန္ဓာကိုယ်မှာထုံကျင်ကိတ်ခေးလာတာကကြမ်းတမ်းဝေဒနာဖြစ်ပါတယ်နှာသီးဝမှာထွက်လာတဲ့လေကိုရှုမှတ်နေတာကတိမ်မွေ့ဝေဒနာဖြစ်ပါတယ်တိမ်မွေ့ဝေဒနာကိုမှတ်ရတာကပိုခက်ခဲပါတယ်တတိထားပါတတိမလွတ်ပါစေနဲ့မိမိရဲ့ခန္ဓာကိုယ်ကိုအနိစ္စဒုက္ခအနတ္တထင်အောင်ရှုမှတ်ပါနာကျင်ကိတ်ခေးတဲ့ဝေဒနာတွေတက်လာတဲ့အခါဝေဒနာတွေကပိုလိမ့်ပြောက်လိမ့်နဲ့တတိထားမိမှာပါအဲ့ဒီတော့မိမိရဲ့ခန္ဓာကိုယ်ဟာလေမမြဲပါလားအနိစ္စသဘောလို့အဲ့လိုလေးသုံးသပ်ပေးပါရုပ်မှာပေါ်လာတဲ့ဝေဒနာကအနိစ္စမမြဲခြင်းမမြဲတာကချမ်းသာမှုမဟုတ်ပါလားဒုက္ခဆင်းရဲခြင်းပါလားဘသူကမှဝင်လို့ပေးလို့မရဘူးဘသူကမှမစိုးပိုင်ပါလားအနတ္တအစိုးမရခြင်းပါလားလို့မိမိရဲ့ခန္ဓာအပေါ်မှာဉာဏ်ဖြင့်ဆင်ခြင်သုံးသပ်ပေးပါယုံနဲ့နာမှာလက္ခဏာရင်၃ပါးရှိနေပါလားလို့မိမိရဲ့စိတ်မှာမြင်အောင်ကြည့်ပါရုပ်ကိုကြည့်တော့လေအနိစ္စဒုက္ခအနတ္တပါလားနာမ်ကိုကြည့်တော့လေအနိစ္စဒုက္ခအနတ္တပါလားလို့ဉာဏ်လေးနဲ့သုံးသက်ဆင်ခြင်ပါစိတ်တွေရှုပ်ထွေးနေသည်ဆိုရင်မူလကမ္မထံလို့ခေါ်တဲ့ထွက်လေဝင်လေကိုတတိနဲ့စောင့်ကြည့်ပေးပါတတိကပ်ပြီးနေရာစုံကိုရှုမှတ်ဖန်များလာရင်ကြောက်တုံးကြီးကိုတူနဲ့အကြိမ်များစွာထုတော့
ကျေမွားသွားသလိုပဲခန္ဓာကိုယ်ကြီးဟာလေအမှုန့်ဖြစ်သွားတယ်အဝတ်စကိုရေဆွက်လိုက်ဆက်ပြန်တိတ်လိုက်နဲ့အချင်းချင်းလို့တော့အဝတ်ကတန်ရှင်းဖြူစင်သွားသလိုပဲခန္ဓာကိုယ်ကြီးကလေအညစ်အကြေးတွေထွက်ပြီးတော့စိတ်တွေကြည်လင်ပြီးရုပ်တွေတန့်စင်လာတယ်တဲ့အာယုံတစ်ပါးစိတ်မသွားပါစေနဲ့စိတ်တွေရှုပ်ထွေးနေတယ်ဆိုရင်မူလကမ္မထမ်းလို့ခေါ်တဲ့ထွက်လေဝင်လေကိုတတိနဲ့စောင့်ကြည့်ပေးပါအာယုံတစ်ပါးစိတ်မသွားပါစေနဲ့တခါကြီးတခါမကြီးများစီးဖြန်းအားထုတ်နေတဲ့အာနာပါနကမ္မထံစီးဖြန်းအားထုတ်မှု10မိနစ်တာကာလအဋိဋ္ဌံပါရမီပြည့်ပါပြီအလုံးမိမိယူထားတဲ့ဣရိယာပုဂ္ဂိုလ်ဖြေလျှို့နိုင်ပါပြီယောဂီများအလုံးတန်တရားဝတ်မှရုံးထွက်နိုင်ရာနိဗ္ဗာန်ချမ်းသာကိုလွယ်ကူစွာရုံးထွက်နိုင်ကြပါစေ